အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ New One အသင်းတော်ရဲ့ဗုဒ္ဓဟူးနေ့ဝိညာဉ်ရေးအာဟာရညနေစာအစီအစဉ်မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာကျွန်တော်တို့အရောက်ချင်းစီရင်တထဲမှာစင်ကျင်စရာနှုတ်ကပတ်တော်ကိုဒီကနေ့ညနေမှာဝင်ငါတော့မှာဖြစ်ပါတယ်နှုတ်ကပတ်တော်လေးတစ်ချက်ဖတ်ချင်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်39မှာဗာပြောထားလဲဆိုလို့ရှိရင်သူတစ်ပါးဤအမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနဲ့မပြုလျင်တင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနဲ့ကင်းလွတ်ကြလိမ့်မည်သူတစ်ပါးကိုအပြစ်မစီရင်ကြနဲ့မစီရင်လျင်တင်တို့သည်အပြစ်စီရင်ခြင်းနဲ့ကင်းလွတ်ကြလိမ့်မည်သူအပြစ်ကိုလွတ်ကြလော့လွတ်လျင်ကိုအပြစ်လွတ်လိမ့်မည်နှုတ်ကပတ်တော်အားဖြင့်ရောက်ချင်းစီတိုင်းဘုရားသခင်စကားပြောပါစေဒီကနေ့မှာကျွန်မဝင်ငါတတိခံခြင်းနဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကမစီရင်ပါနဲ့ဆိုတဲ့နှုတ်ကပတ်တော်လေးဖြစ်ပါတယ်ဒီနေ့မှာကျွန်မတို့ဒီချိန်ကာလကအရန်ကိုခင်မီတိုးတဲ့ကာလဖြစ်တဲ့အခါမှာ online တွေမှာကျွန်တော်တို့နော်မီဒီယာတွေမှာများစွာတဦးနဲ့တဦးတိုက်ခိုက်တဲ့အရာတွေတဦးနဲ့တဦးအပြန်အလှန်ပြောဆိုနေတဲ့အရာတွေပေါ့နော်ဒီအရာတွေကိုကြည့်ချင်းအားဖြင့်တဦးရဲ့အားနဲ့ချက်ကိုတဦးကထောက်ပြပြီးမှတုံတင်လမ်းပြပေးခြင်းမျိုးမဟုတ်ဘဲနဲ့တဦးနဲ့တဦးအပြစ်တင်ပြီးမှတယောက်နဲ့တယောက်ချုံချဆရာတွေပြောင်းများစွာဒီချိန်ကာလမှာအများကြီးတွေ့ရတယ်အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကဘာပြောတယ်လဲဆိုလို့ရှိရင်သူတစ်ပါး၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနဲ့တဲ့ပြီးတော့မပြုလျင်သင်တို့ဒီစစ်ကြောဆုံးဖြတ်ခြင်းနဲ့ကင်းလွတ်ကြလိမ့်မည်သူတစ်ပါး၏အပြစ်ကိုလည်းမစီရင်ကြနဲ့တဲ့မစီရင်ရင်သင်တို့ဒီထိုအပြစ်စီရင်ခြင်းနဲ့ကင်းလွတ်မယ်လို့ပြောတယ်အဲ့တော့သူ့အပြစ်ကိုလည်းလွတ်ပါတဲ့လွတ်တဲ့အခါမှာကိုယ့်အပြစ်လည်းလွတ်လိမ့်မယ်တဲ့ဒီနေ့ကြည့်ရှုနေကြတဲ့ယုံကြည်သူเนาะဖခင်ကိုတည်တဲ့သားသမီးတွေလည်းရှိသလိုဖခင်ကိုမတည်သေးတဲ့သားသမီးတွေလည်းရှိပါမယ်တို့တော့ညာလဲဒီနေ့မှာဒီနှုတ်ကပတ်တော်ကကျမတို့ကိုပြောတယ်တဦးနဲ့တဦးအပြစ်စီရင်ခြင်းကိုမပြုဖို့ရန်ပြောပါတယ်ဒီကနေ့စီရင်ပိုင်တတာကဘာတူလဲဆိုရင်ဖခင်သခင်တပါးဒီကပဲကျမတို့ရဲ့အပြစ်တရားအားလုံးကိုစီရင်ပိုင်တတဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်မို့တဦးနဲ့တဦးဒီနေ့မစီရင်မိဖို့ကအင်မတန်မှအရေးကြီးတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီအချိန်ကာလကကျမတို့တယောက်နဲ့တယောက်အပြစ်တင်ပြီးမှတယောက်ရဲ့အားနည်းချက်ကိုတယောက်ကခြုံချပြီးမှဒီလိုအသက်ရှင်နေတဲ့အခါမှာဖေးမခြင်းမရှိတော့တဲ့အခါမှာလောကကြီးမှာဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အပြစ်ကများတဲ့ထက်ပိုပြီးမှများလာပြီးဒုစရိုက်တွေပြုမှုကပိုပြီးမှကြီးမားလာတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ဒီနေ့ယေရှုခရစ်တော်ကကျမတို့ကိုသူတစ်ပါးရဲ့အပြစ်တရားတွေသူတစ်ပါးရဲ့အားနည်းချက်တွေကိုမြင်တဲ့အခါမှာဘယ်လိုပုံစံနဲ့တုံ့ပြန်ရမလဲဆိုတဲ့အရာကိုနှုတ်ကပတ်တော်မှာကျမတို့ယေရှုခရစ်တော်ကပုံတက်တည်ပြခဲ့တာဖြစ်ပါတယ်ဒီအရာလေးကိုကျမတို့နှုတ်ကပတ်တော်အားပြန်လဲဆင်ခြင်ကြားဖို့ရန်အတွက်ခေါ်ပိတ်ခြင်းနဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး8မှာဘာတွေ့ရလဲဆိုလို့ရှိရင်မာယင်ချင်းပြုတ်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့ရတယ်ဒီနေရာမှာယေရှုခရစ်တော်ကိုဖာရိရှဲတွေကခရစ်တော်ရဲ့အားနည်းချက်ကိုရှာပြီးမှခရစ်တော်ဘာအားနည်းတယ်လဲဆိုတာကိုလိုက်လံပြီးမှသူတို့ကအမြဲတမ်းရှာဖွေတဲ့အဖွဲ့တွေဖြစ်တယ်အဲ့ဒီခါမှာခရစ်တော်ကိုဘလို့အားနည်းချက်တွေထုတ်ပြီးမှဘလို့မာယင်မှုတွေသူတို့အနောက်ရှက်ပြုတ်မလဲဆိုတဲ့အရာကိုအမြဲတမ်းစဉ်းစားနေတာဖြစ်တယ်ခရစ်တော်ကဘာလုပ်လဲဆိုရင်တဲ့ယေရှုဒီတန်လင်တောင်တို့ကြွတော်မူ၏နက်နက်စော်ဗိမ္မာန်တော်တို့တဖန်ကြွတော်မူ၏လူအပေါင်းတို့ဒီအထံတော်တို့လာကြ၏တဲ့ထိုအခါထိုင်တော်မူ၍ဆုံးမဩဝါဒပေးတော်မူစဉ်အဲ့ဒီအချိန်မှာဘာတွေ့ရလဲဆိုလို့ရှိရင်ဆုံးမဩဝါဒပေးစဉ်တွင်မှာပဲတဲ့မာယင်ချင်းအမှုကိုပြုနေတဲ့အမျိုးသမီးတယောက်ကိုဖာရိရှဲအဖွဲ့တွေကဆွဲခေါ်လာပြီးယေရှုခရစ်တော်ရှေ့မှာလာပြီးမှခေါ်လာတယ်ခေါ်လာတဲ့အခါမှာယေရှုသူကတော့မာယင်ချင်းအမှုကိုပြုနေတဲ့အမျိုးသမီးဖြစ်တယ်မောရှေရဲ့ပြည့်ညတ်တရားအလျောက်ဆိုသူ့ကိုကြောက်ခဲနဲ့ပြစ်ပြီးမှစီရင်ရမယ်ဆိုပြီးမှပေါ့နော်သူတို့ကပြောကြတယ်တို့ရာတွေနဲ့ကိုတော်ဒီအဘယ်တို့မိန့်တော်မူမည်နည်းဟုရှောက်ကြ၏ကိုတော်ကဘယ်လိုစီရင်မလဲဘယ်လိုလုပ်မလဲဆိုတာကိုဖာရိရှဲတွေကအရင်စိတ်ဝင်စားတယ်တကယ်တော့ဒီအမျိုးသမီးကိုခွင့်လွှတ်ခြင်းရဖို့ရန်အတွက်ဒီအမျိုးသမီးကိုဘယ်လိုစီရင်မလဲဆိုတာထက်ခရစ်တော်ကဘယ်လိုတုံ့ပြန်စီရင်ပြီးမှဘယ်လိုအားနည်းချက်တွေထွက်လာမလဲဆိုတာကိုစိတ်ဝင်စားတဲ့အဖွဲ့တွေဖြစ်တယ်ယေရှုခရစ်တော်ကတဲ့နော်ဘာမှအပြစ်တင်ခွင့်နော်သူတို့ရှောက်ကြတဲ့အခါမှာသူတို့တွေအဲ့လိုဝိုင်းပြီးမှပြောတဲ့အခါမှာယေရှုခရစ်တော်ကဘာမှမပြောဘူးဘာမှမပြောတဲ့အခါမှာယေရှုခရစ်တော်ကမြေကြီးကိုငုံပြီးမှပဲသူတစုံတစ်ခုကိုရေးသားလဲရှိတယ်တဲ့အဲ့ဒီခါမှာသူတို့တွေကယေရှုကိုအနောက်ရှက်ပေးခြင်းတဲ့အခါမှာထက်ခါသူတို့ကမေးကြတဲ့ခါမှာယေရှုခရစ်တော်ကသူတို့ကိုမော့ကြည့်မှာဘာပြောလိုက်တယ်လဲဆိုရင်အဲ့နှုတ်ကပတ်တော်လေးဖတ်ချင်ပါတယ်သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေးဥစွာကြောက်ခဲနဲ့ပြစ်စေဟုမိန့်တော်မူပြီးမှတဖန်အောက်တို့ငုံ၍မြေ၌ရေးသားတော်မူပြန်၏တဲ့ယေရှုခရစ်တော်ကသူတို့ကိုကြည့်လိုက်ပြီးမှမင်းတို့ထဲမှာအပြစ်ကင်းတယ်လို့နော်ရှိတဲ့သူအပြစ်ကင်းတယ်လို့ထင်တဲ့သူကအယုံဆုံးသူ့ကိုခဲနဲ့ပေါက်လို့ရတယ်ဆိုပြီးမှယေရှုခရစ်တော်ကပြောလိုက်တဲ့အခါမှာအဲ့ဒီချိန်ကနေစပြီးထိုသူတို့တင်အဲ့စကားကိုကြားတာနဲ့မိမိတို့စိတ်နှလုံးသည်မိမိတို့အပြစ်ကိုဖော်ပြတဲ့ဖြင့်အသက်ကြီးသောသူမှစ၍အငယ်ဆုံးသောသူတိုင်အောင်တယောက်နောက်တယောက်
ထွက်သွားကြ၏တဲ့အဲ့တော့ဒီကနေ့လောကမှာအပြစ်နဲ့ကင်းတဲ့သူဆိုတာတရားမှမရှိဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တို့တဦးနဲ့တူအားနဲ့ချက်တွေတဦးရဲ့တဦးနော်အပြစ်တင်စရာအခုနေဘာကြောင့်လူတွေကတယောက်နဲ့တယောက်စီရင်ရတာကိုအရန်ဝါသနာပါတဲ့ခက်လေဖြစ်တယ်ပေါ့နော်တဦးရဲ့အဆက်ကိုဖော်ပြလိုက်တဲ့ခါမှာကျန်တဲ့သူတွေကဝိုင်းကူပြီးမှမရှက်ကြပဲနဲ့ဘာဖြစ်ကြသလဲဆိုရင်ဝမ်းသာအားရနဲ့အဲ့ဒီအဆက်ကိုအားရပါရဝမ်းမြောက်စွာနဲ့သူတို့ကနော်ပျော်ရွှင်ဝမ်းမြောက်စွာနဲ့လက်ခုပ်တီးကြတယ်ပေါ့နော်ဒီအရာတွေကိုတွေ့မြင်တဲ့အခါမှာယေရှုခရစ်တော်ကကျမတို့ရဲ့အသက်တာထဲမှာဘလို့အသက်ရှင်မှုမျိုးနဲ့အသက်ရှင်ရမလဲဆိုတာကိုဒီနေရာမှာခရစ်တော်ကိုယ်တိုင်တတ်သိပြခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီအမျိုးသမီးကိုစီရင်မဲ့သူတွေကနော်တယောက်မှအပြစ်ကင်းတဲ့သူမရှိတဲ့အခါမှာအဲ့ဒီခဲလုံးတွေသူတို့ပြစ်ချပြီးအကုန်တက်ကြီးသူကနေဟိုအငယ်ဆုံးထိအဲ့ဒီနေရာကနေထွက်သွားကြတယ်ဆိုတဲ့အရာကိုတွေ့ရအဲ့တော့အဲ့ဒီနေရာမှာအဲ့ဒီအမျိုးသမီးနဲ့ယေရှုခရစ်တော်ပဲကြံဒီချိန်မှာယေရှုကပြန်လဲမော့ကြည့်ပြီးမှအဲ့ဒီအမျိုးသမီးကိုမေးတယ်မင်းကိုစီရင်မဲ့သူရှိသလားရှိသေးသလားလို့မေးတဲ့အခါမှာအဲ့ဒီအမျိုးသမီးကလူမှမရှိတော့ဘူးဆိုတဲ့အကြောင်းကိုပြန်ပြောတယ်ပြောတဲ့အခါမှာယေရှုခရစ်တော်ကဘာပြောတယ်လဲဆိုလို့ရှိရင်ထုံမိန်းမကလည်းအဘယ်သူမျှမစီရင်ပါသခင်ဟုရှောက်၏ငါဒီလက်တင်ဤအမှုကိုမစီရင်သွားလော့နောက်တစ်ဖန်ဒုစရိုက်ကိုမပြုနေဟုမိန့်တော်မူ၏တဲ့ဒီကနေ့ကျွန်တော်တို့တာထဲမှာယေရှုခရစ်တော်ကထိုနေရာမှာအပြစ်ကင်းတော်သူဖြစ်တယ်တို့တော့ညာလဲအဲ့ဒီအမျိုးသမီးရဲ့အပြစ်ကိုမစီရင်ခဲ့ဘူးဆိုတဲ့အရာကိုတွေ့ရတယ်ဒီနေ့အလွန်တန့်ရှင်းဖြောင့်မတ်တဲ့ထိုသခင်ယေရှုဖခင်တော်မှာဒီအမျိုးသမီးရဲ့အပြစ်ကိုခွန့်လွတ်ပေးခဲ့တယ်ဆိုရင်ဒီကနေ့သင်နဲ့ကျွန်ုပ်သင်ရဲ့ညီကိုမောင်နှမသင်ရဲ့မိသားစုသင်ရဲ့အသင်းတော်သင်ရဲ့ပတ်ဝန်းကျင်သင်နဲ့ယဉ်နီးရတဲ့သူတွေသင်နဲ့ခင်မင်ရတဲ့သူတွေကျမတို့ပတ်ဝန်းကျင်မှာအမျိုးမျိုးတော့ကျမတို့ကိုအပြစ်တင်စရာအကြောင်းခွင့်မလွတ်နိုင်စရာအကြောင်းဖြစ်လာတဲ့အခါမှာဒီကနေ့ခရစ်တော်ရဲ့ပုံသက်တွေပြခဲ့တဲ့အရာကိုဒီကနေ့အောက်မေ့ဖို့ဖြစ်တယ်။ဒါကြောင့်မို့ဒီကနေ့ကျမတို့သူတစ်ပါးရဲ့အားနည်းချက်တွေကိုမြင်တဲ့အခါမှာမစီရင်ပါနဲ့အပြစ်မတင်ပါနဲ့သူ့ကိုကျမတို့ခွင့်လွတ်ပေးပြီးမှခရစ်တော်ကဲတို့ပဲပြန်လည်ပြီးမှဆွဲခေါ်တဲ့သူတွေဖြစ်ကြပါစို့ဆိုပြီးမှဒီကနေ့ဆင်ခြင်ဖို့ရန်နှုတ်ကပတ်တော်အားဖြင့်အားပေးချင်တာအများလောက်ဖြစ်ပါတယ်။အရောက်ချင်းစီတိုင်းမှာဘုရားသခင်ကောင်းချီးပေးပါစေ။